နာမည်ဘယ်လိုခေါ်လဲ ကျမနာမည်ကဖြိုးဖြိုးပါရှင် ဖြိုးဖြိုးရပြီအလုပ်ရပြီရပြီပြီးရပြီပြီး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 အလုပ်ရပြီနာမည်နဲ့လောက်တန်းရလားဟုတ်ဘာဆိုင်လို့လဲအဲ့ကငါကိစ္စငါတိတ်တယ်မပြောနဲ့ရပြီပြီးရပြီပြီးအလုပ်ရပြီရပြီပြီးအဲ့ကငါကိစ္စငါတိတ်တယ်ရပြီပြီးရပြီပြီးအလုပ်ရပြီရပြီပြီးအဲ့ကငါကိစ္စငါတိတ်တယ်ရပြီပြီးရပြီပြီးအလုပ်ရပြီရပြီပြီးအဲ့ကငါကိစ္စငါတိတ်တယ်မပြောနဲ့